အားလုံးမင်္ဂလာပါဒီနေ့ကတော့အုံရိုင်ပစ္စည်းရှိမှရှိတဲ့ထိုင်းရောက်မြန်မာတွေကို10 မိနစ်အချိန်အတွင်းမှာစားချင်တာအဝစာဝယ်ကြည့်မှာဖြစ်ပါတယ်အဲဒါဆိုကျွန်တော်တို့အစီအစဉ်လေးကိုကျွန်တော်တို့ကြည့်လိုက်အောင်ပြောရင်သူတို့အစီအပြေလို့ပဲကျွန်တော်အခုစမယ်နော်အခု10 မိနစ်အချိန်ပေးမယ်အခုဒီဈေးမှာရှိတဲ့ကြိုက်တာဝယ်လို့ရတယ်ဟုတ်ပြီနော်10 မိနစ်ပဲနော်အခု3 2 1ဆိုတာစမယ်နော်โอเค3 2 1 go ဟုတ်ပါပြီရောမစားမှာဝယ်ချင်တော့ဝယ်များလေးဝယ်ဝယ်ချင်လိုက်ရတယ်ဝယ်ချင်လိုက်ရတယ်15 စက္ကန့်16 စက္ကန့်19 စက္ကန့်ရှိပါပြီ19 စက္ကန့်ဒီဘက်လည်းဝယ်ရတယ်ဒီဘက်လည်းโอเคပါလာရအောင်ဆက်ကြည့်ရ30 စက္ကန့်ကျန်သေးတယ်တော့ဘာကြီးနိုင်တယ်အားနာရည်10 မိနစ်ပြတော့မယ်ရအားမနာနဲ့ရတယ်ဝယ်အများကြီးပါမဖြစ်ဘူး40 စက္ကန့်အားမနာနဲ့10 မိနစ်ပြတော့မယ်နောက်ထပ်10 စက္ကန့်ကျန်နေတယ်ဒီကနေ့ဒီဘက်ရတယ်ဒီဘက်ရတယ်ဒီဘက်ရတယ်ဒါမျိုးထည့်ရမယ်ဟုတ်တယ်ဒါမှာလည်းဘယ်လိုလဲအော်နီလွန်းနေโอเคအချိန်ပြည့်သွားပြီမရောက်ရခင်မလားပြည့်သွားပြီအဲ့ဒါတော့က4ဆိုင်ပေါ့နော်4ဆိုင်ရပါတယ်โอเคရပါပြီကျေးဇူးပါဒါကျတော့စုပေါင်းကကျတော့200နဲ့230လောက်ပဲကြာတယ်ပေါ့ဒါတော်တော်နည်းတယ်လို့ပြောလို့ရအများကြီးအများကြီးဝယ်သေးချင်တာပေါ့နော်ကျွန်တော်လည်းမလောက်တတ်တော့ဟုတ်ကဲ့ပါဟောခံစားချက်လေးပြောပါဦးတွေ့ရတယ်ဒီလိုမျိုးဆယ်လီလေးနဲ့တွေ့ရတာတော့ကျွန်တော်ဝမ်းသာပါတယ်မထင်ထားဘူးကဒါလေးတွေ့ဘူးဒါ live ပေါ်မှာတွေ့ဘူးပါဆိုတော့ဟုတ်ကဲ့ပါအခုလိုဝင်ပြီးတော့ပေါင်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ပါပြီအခုကတော့တိတ်ပြီးတော့အားမရသေးဘူးပေါ့နော်ကျွန်တော်ဒီတက်အများကြီးဝယ်သေးချင်တာအဲကြောင့်နောက်ထပ်ဝယ်ကြည့်မဲ့လူကိုထပ်ပြီးတော့ရှားလိုက်အောင်လာပါညီမကိုကဂိမ်းလေးတစ်ခုဆော့မှာပေါ့နော်ညီမကိုအချိန်10 မိနစ်ပေးမယ်ညီမကြီးအနောက်မှာညီမစားခြင်းတဲ့အရာကိုဝါစားလို့ရတယ်ညီမစိတ်ဝင်စားလားโอเคအဲ့ဒါဆိုကျွန်တော်တို့စလိုက်ရအောင်အချိန်10 မိနစ်သတ်မှတ်ပေးမယ်ဟုတ်ပြီနော်1 2 3 go စမယ်โอเคဒီညနောက်ညဝဲနော်ညဝဲနော်အချိန်10 မိနစ်မှာတရားဝဲရတယ်ပေါ့နော်โอเคပါအချိန်နေပါလားရတယ်โอเคပါအခုလိုဝင်ပါပြီးတဲ့ကျေးဇူးပါဒီထဲမှာဒီစားကျင်တာကိုဝယ်စားလို့ရဒီမှာစော့မလားသိပါလား10 မိနစ်ချိန်ပေးမယ်မစော့ဘူးလားတိုင်းခွက်နေတယ်ဒီနေ့10 မိနစ်အချိန်ပေးမယ်အဲ့10 မိနစ်အတွင်းမှာညီမတို့စားကျင်တဲ့စားစာကိုကြိုက်တာဝယ်ဟုတ်ပြီနော်10 မိနစ်အတွင်းမှာဝယ်ရမယ်နော်3 2 1 go ထားမယ်ဟုတ်မယ်စားကျင်တာအမယုံမယ်โอเคရတယ်မြန်မာစားကျင်တာမှာโอเคအောင်ဒီပေါင်းနေခါပတ်သက်လိုက်ချင်တယ်အနောက်လိုက်ချင်တယ်မာလီကြာတော့ကြာမှာပြီးမယ်40 စက္ကန့်ကျော်ပါပြီ40 စက္ကန့်ကျော်10 စက္ကန့်ကြာနေတယ်5 စက္ကန့်ကြာနေတယ်ပြောပါပြီနေရနော်နေရတယ်အဲ့တော့ဟိုဘက်တစ်ချက်တိတ်လိုက်အောင်နော်အဲ့ဒါလေးအချိန်လေးကနဲပါသေးတယ်နည်းနည်းနဲသေးတယ်မထိခိုက်သေးဘူးအခုကတော့10 မိနစ်အတွင်းမှာဝယ်တာတော့
ဒီလောက်ရပါတယ်ဒါပေမဲ့စိတ်တော့အားမရသေးဘူးပေါ့နော်ဒါကတော့10မိနစ်တင်မှကြိုးစားတာပေါ့နော်โอเคညီမဘယ်လိုခံစားရလဲကိစ္စဆိုတာ တခါမှမကြုံဘူးတော့ပြောရတာပါပြောရโอเคပါဆရာတင်တဲ့ဒီ over ချင်မှာအပြင်အုံရိုင်ရှိမှာရှိရသိလားတောက်ဘူးလားโอเคပါအဲဒီလိုခိုင်းရခိုင်းကစိတ်ဝင်စားရဲဆိုရင်တော့အုံရိုင်ရှိမှာတက်လို့ရတယ်နော်ဟုတ်ကဲ့ရှင်โอเคပါဆိုတော့ဒီနေ့အောင်ဝင်ကစားပေးတာကျေးဇူးပါကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါကဲဒီနေ့ကတော့ပစ္စည်းအုံရိုင်ရှိမှာရှိတဲ့ထိုင်းအောင်ရုံပါတွေကို10မိနစ်တွင်းမှာအဝါစာမိုးဝေကြည့်ရတာဖြစ်ပါတယ်နောက်ထပ်လည်းဘယ်နေရာတွေမှာဘယ်လိုဝယ်ကြည့်ကြမလဲဆိုတော့စောင့်မျှော်ကြည့်ပြောချင်ပါတယ်ပြီးတော့ထိုင်းစာကိုအပြင်ကနေပြီးတော့လာရောက်သင်ကြားခြင်းရဲ့အတွေ့အကြုံလည်းအုံရိုင်ပစ္စည်းရှိမှာထိုင်းစာအပြင်သင်တန်းကိုတနင်္ဂနွေပတ်တိုင်းလက်ခံပေးပါတယ်စိတ်ဝင်စားရဲဆိုရင်တော့ဒီဘက်တနင်္ဂနွေလာဖို့မြင်နော်